အခုလိုမျိုးအပြုတ်သဘောဆောင်တဲ့ comment လေးအတွက်တကယ်ကိုကျေးဇူးတင်ပါတယ်။အရင်ဆုံး aluminum powder coating လေးကျွန်တော်တစ်ချက်ပြကြည့်မယ်နော်။ဒါကျွန်တော်တို့ aluminum pipe ပါ။ pipe ဆိုလို့ရှိရင်ကျွန်တော်ဒီအတွင်းထဲမှာရှိနေတာကျတော့ဒါ powder coating မထည့်ထားတဲ့အပိုင်း။အပြင်ဘက်ကကျတော့ကျွန်တော် powder coating ရှိတဲ့အပိုင်းပေါ့နော်။ aluminum powder coating ကပုံမှန်သုံးနေကြတုပ်ဆေးတွေမှုတ်ဆေးတွေနဲ့မတူတာကတုပ်ဆေးတွေမှုတ်ဆေးတွေကကျွန်တော်တို့အမာကျော်ပြီးတော့ချွန်ထက်တဲ့အရာတွေနဲ့ထိခဲ့လို့ရှိရင်သူကအချက်လိုက်ကွာတတ်တယ်။ဒါပေမဲ့ဒီ aluminum powder coating ကျတော့အဲ့လိုမဟုတ်။ဒါဆို rapid sand နဲ့ကျွန်တော်စမ်းကြည့်တာပေါ့နော်။ချွန်ထက်တဲ့အရာနဲ့ဥပမာဒီမှာဆိုဒါ powder coating ရှိတယ်။ဒီတိုင်းကြည့်လို့ရှိရင် powder coating သားလေးကပါတယ်ထင်ရပေမဲ့သူ့ရဲ့ဒီဆေးသားကအရင်ဆုံးသူကဆေးမုတ်ခင်မှာ pre treatment လုပ်ထားတဲ့အတွက်ကြောင့်မလို့ဘလို့ကောင်းလဲဆိုရင်ကျွန်တော်ဒါကိုလို့အခုချစ်ကြည့်ရတဲ့ဆိုတဲ့ခါကျလို့ရှိရင်သူကထိတဲ့နေရာလေးမှာပဲသူကဆေးသားလိပ်ပြီးတော့ထွက်သွားတယ်အဲ့ဒါသူ့ရဲ့အားသာချက်ပုံမှန်ကျွန်တော်တို့ဆေးမှုတ်တဲ့နေရာတွေမှာဆိုလို့ရှိရင်ထိမိခိုင်းပြီးတော့သူကအချက်လိုက်ကွာတက်တယ်မဟုတ်ရှင်လည်းအပြားတွေလိပ်ပြီးတော့ဟိုဆက်ပြီးတော့ပြတ်သွားတာရှိတယ်ပဲ့ထွက်ကုန်တာရှိတယ်အဲ့လိုတွေရှိတယ်ဒါပေမဲ့ဒီ aluminum မှာကျတော့ကျွန်တော်တို့ကထိမိတဲ့နေရာမှာပဲဖြစ်တယ်ပေါ့နော်ဆိုတော့ထိမိရဆိုရင်ပဲကျွန်တော်တို့ပုံမှန်သုံးနေတဲ့ဒါလက်သေးတွေဘာညာတွေနဲ့လူထိလို့ကုတ်လို့ကတော့ဘလို့မှဒီဆေးသားကိုထိခိုက်စရာအကြောင်းမရှိဘူးUPVC နဲ့ aluminum တကားအသုံးပြုသူတွေအတွက်ဝေကုံကြကြတက်တာပြီးတော့အကျိုးရှိမဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားရင်တော့အပေါင်းလင်းတက်ခဲ့ပြီပါအိမ်တွေအဆောက်အဦတွေမှာတက်ဆင်ပြီးတော့ဒီလို aluminum တကားတွေကိုအခုလိုချစ်မိဖို့ရုပ်ပြစင်ပြဆေးပုံမို့ဆိုတာတကယ်တော့ထင်သလောက်မလွယ်ပါဘူးဒါကြောင့်မို့လဲကျွန်တော်ကကိုယ့်အိမ်လေးကိုအမြဲလှနေစေခြင်းနဲ့အင်ရှင်တွေအတွက်ကိုကျွန်တော်က aluminum တကားကိုပဲ recommend ပေးတာဖြစ်ပါတယ်ဗီဒီယိုတွေမှာကျွန်တော်ဒီ aluminum တကားတွေဘာကြောင့်စားပေါက်တက်တယ်လဲနဲ့ဘယ်လိုကာကွယ်ရမလဲဆိုတာလေးကိုကျွန်တော်တို့အသေးစိတ်လေးရှင်းပြပေးတော့ပါမယ်ကျေးဇူးတင်ပါတယ်